သားလေးကလည်းနူးဤနေပြီးတော့ဟင်းရည်လေးကလည်းအရန်တောက်လို့ကောင်းတယ်ဝက်လက်စုပ်ပြုတ်ကလေးကိုလုပ်ပြမှာပဲဖြစ်ပါတယ်ရှင်အသားလေးတွေကိုအရင်ဆုံးအချူငံလေးနှက်ထားလိုက်ပါမယ်ရှင်နှက်ထားတဲ့အချိန်မှာမမိုက်ကကြက်သွန်ဖြူနဲ့ချင်းလေးနဲ့ကိုအရင်ဆုံးစီတက်လိုက်ပါတယ်စီတက်ပြီးပြီဆိုလို့ရှင်တော့ခုနကအသားနှက်ထားတဲ့ဝက်လက်တွေကိုထည့်ပြီးတော့လုံးလိုက်ပါမယ်နော်ကဲသူ့ခဏလေးအညှိနှက်ပြောက်သွားအောင်လို့မမိုက်ကအဖုံးလေးအုပ်ပြီးတော့ဗာလုံးပေးလိုက်ပါမယ်ရှင်ကဲသူ့လုံးရည်လေးနဲ့တူတူသူ့ကိုလုံးပေးလိုက်တာလုံးလို့ရသွားပြီဆိုလို့ရှင်တော့မမိုက်ကစပြီးတော့ပြုတ်ပါတော့မယ်ရှင်ဒီအိုးလေးကအရန်သိနေလို့မမိုက်ကအိုးလေးပြောင်းပြီးတည်လိုက်ပါတယ်နော်ကဲဝက်လက်လေးတို့ထည့်လိုက်မယ်ပြီးလို့ရှင်တော့ရေကိုစိတ်ကြိုက်ထည့်လိုက်ပါတယ်ရှင်ထညက်ခဲထဲ့တယ်နက်နက်ပွင့်ထဲ့တယ်ဂျင်းလေးအနှငယ်ထည့်လိုက်ပါတယ်ရှင်ပြီးရင်တော့ဖုံးလေးအုပ်ပြီးတော့တက်ထားလိုက်ပါတယ်ပုတ်ပွက်ဆူလာပြီဆိုလို့ရှင်တော့ငရုတ်ကောင်းလေးပါထပ်ပြီးတော့အုပ်ပေးလိုက်ပါတယ်ရှင်ကဲမမကြီးတဲလာလိုက်တာနိုင်ဝက်လောက်ရှိသွားတဲ့အချိန်မှာတော့ဝက်ခောက်လေးနူးမနူးကြီးကြီးလိုက်တယ်ပေါ့နော်အခောက်လေးတွေကစလုံးဝဣသွားပြီဆိုလို့ရှင်တော့ဒါဝက်လက်စုပ်ပြုတ်လေးရသွားပါပြီရှင်ကဲတောက်ခဏဒီမှာတော့မမကြီးကစက်သွန်မိတ်လေးဖြူလိုက်ပါတယ်နော်အခုဆိုလို့ရှင်တော့အသားလေးကနူးညံ့ဣဆက်ပြီးတော့အရည်လေးကလည်းချူချူမြမြလေးနဲ့အရန်ဆောက်လို့ကောင်းတဲ့ဝက်လက်စုပ်ပြုတ်လေးရပါပြီရှင်